အားလုံးပဲမင်္ဂလာပါရှင် A1 Mobile ရဲ့ electronic ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ခါမိတ်ဆက်ပေးမှာကတော့ဒီဇိုင်းနိုင်မှာအလဲပဲထွက်ကြမဲ့ customer တွေအတွက်တချင်းနောက်ထောင်မိုးတစ်ပဲဖြစ်ဖြစ်တချင်းဆိုမိုးတစ်ပဲဖြစ်ဖြစ် portable အနေနဲ့သုံးလို့ရမယ် sound တစ်ထဲက S29 Pro Super Bass Wireless Speaker လေးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ဒီ speaker လေးอ่ะဆိုလို့ရှိရင် Bluetooth version 5.3 နဲ့အသုံးပြုထားဖြစ်ပြီးတော့ TWS stereo sound နဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့တမိုင်းမှာဆိုလို့ရှိရင်လည်းအသက်ထွက်ကောင်းမှာပဲဖြစ်ပါတယ် play time အနေနဲ့ကတော့8နာရီကနေ10နာရီအထိကိုသုံးပြုလို့ရမှာဖြစ်ပြီးတော့ charging time အနေနဲ့ကတော့2နာရီကနေ3နာရီအထိကိုပြန်လည်သွင်းပေးရမှာပဲဖြစ်ပါတယ်ရှင်ဘက်ထရီအနေနဲ့ကလည်း6000 mAh ကိုအသုံးပြုပေးထားပြီးတော့ output power အနေနဲ့ကတော့100W အထိကိုထုတ်သုံးလို့ရမှာပဲဖြစ်ပါတယ်ဒီ speaker လေးကို Bluetooth, USB, AUX တို့နဲ့လည်းချိတ်ဆက်အသုံးပြုလို့ရမှာဖြစ်ပြီးတော့ USB disk ကို support ပေးထားတဲ့အတွက်ကြောင့် USB disk တွေနဲ့လည်းတွဲပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်သူ့ထဲမှာဆိုလို့ရှိရင် AUX cable ကြိုးတစ်ချောင်းပါမယ် USB to Type C cable ကြိုးတစ်ချောင်းပါမယ်အောက်သွင်းဖို့ adapter ကြိုးလေးတစ်ချောင်းလည်းပါရှိမှာဖြစ်ပါတယ်ဒါ့အပြင် control လေးတစ်ခုပါမယ် wireless mic နှလုံးလည်းပါရှိမှာဖြစ်ပါတယ်ဒီ wireless mic လေးမှာဆိုလို့ရှိရင်လည်း noise cancelling system ပါတဲ့အတွက်ကြောင့်တချင်းဆိုတဲ့အခါမျိုးမှာအတန်ထွက်ပြတ်တသားနဲ့ကြားရမှာပဲဖြစ်ပါတယ်အခုပြပြပေးသွားတဲ့ sound တစ်ထဲက S29 Pro wireless speaker လေးကိုဒီဇိုင်းနိုင် promotion နေနဲ့မမီတို့ရဲ့ A1 ကနေပြီးတော့ပထမဆုံးဝယ်ယူသူ9ဦးကို9,400,000ကျပ်အတိအနဲ့ရောင်းချပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့အခုပဲမမီတို့ရဲ့ A1 Wire Electronic ကိုအမြန်ဆုံးလာရောက်ဝယ်ယူလိုက်တော့နော်